Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Austin Game Show ရဲ့ founder Austin ပဲဖြစ်ပါတယ်။ကဲဒီနေ့ video မှာတော့ကျွန်တော် blog အကောင့်ရောင်းလာမှာဖြစ်ပါတယ်။ကျွန်တော်က TikTok မှာအခုရက်ပိုင်းမှာ video စတင်တာဆိုတော့ကျွန်တော်ကိုတိလောက်အောင်မထင်ပါဘူး။ကဲအခုတော့ကျွန်တော်နဲ့သူအကောင့်လေးကိုကြည့်လိုက်ကြရအောင်။ Sorry အနေနဲ့တော့ Dark Blade အပြင်ကျန်တဲ့ Magical Sword 3ခုနဲ့ Legendary Sword တော်တော်များများပါပါတယ်။ခန်းနေထဲမှာဆိုရင်တော့ new game ဖြစ်တဲ့ Dragon Song ပါမှာဖြစ်ပါတယ်။တော်တော်မိုက်တယ်လို့ပြောရပါမယ်။ with the accessory ကလည်းတော်တော်ဆုံးပါတယ်။ fruit ရလည်းတော်တော်ဆုံးပြီးတော့ story က17ခုအောင်ပါတာမို့လို့ fruit တော်တော်များများ store လို့ရမှာပဲဖြစ်ပါတယ်။permanent 8ခုပါမှာဖြစ်ပြီးတော့အကြီးစား permanent တွေထဲမှာဆိုရင် Dragon, Buddha, Mammoth ပြီးတော့ Sound ပါမှာပဲဖြစ်ပါတယ်ဒါအပြင်ဒီအကောင့်က Organ Best ပါတဲ့အကောင့်ဖြစ်ပါတယ်ဒီဖုန်းမှာဆိုရင်လည်းရှာကလွဲပြီးတော့ channel view တွေတည်တံ့ပြီး update လုပ်ပြီးတာဖြစ်ပါတယ်အားလုံးပဲဒီကောင်လေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram အကောင့်မှာလာရောက်ပြီးတော့ဝယ်ယူနိုင်ပါတယ် Telegram မသုံးဘူးဆိုရင်လည်းချက်ပေါက်မှာဝယ်ယူနိုင်ပါတယ်